လေပင်ရှည်တရေမလေပင်ရှည်တရေဆိုတာဟိုရှိတုန်းကဂျပန်မှာရှိတဲ့မကောင်းဆိုးဝါးတစ်မျိုးဖြစ်ပါတယ်လေပင်ရှည်တရေတွေကကောင်းကင်ဘုံငရဲပြည်နဲ့လူလောက3နေရာလုံးမှာရှိတဲ့တရေတွေလို့ဆိုကြပါတယ်အဲ့ဒီတရေမတွေကလှပတဲ့အမျိုးသမီးအသွင်လည်းရှိပါတယ်နေ့ဘက်မှာတော့လှပပြီးဆွဲဆောင်မှုရှိတဲ့ပုံစံနဲ့အပြင်မန်းကကြည့်ရင်တာမန်လူသားတယောက်လိုပါပဲဒါပေမဲ့ညရောက်ရင်တော့သူ့ရဲ့လေပင်ကိုအရှိကြီးဖြစ်အောင်ဆွဲဆန့်ပြီးလူသားတွေရဲ့အသက်တက်ကိုစုပ်ယူပါတယ်လေပင်ရှည်တရေမတွေကယောက်ျားတွေကိုပဲများသောအားဖြင့်ပြစ်မှတ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့လူဘဝတုန်းကယောက်ျားတွေအပေါ်မုန်းတီးမှုရှိခဲ့လို့ပါပဲ။ပြီးတော့သူ့အတွက်ဆန့်ကျင်ဘက်လင်ရဲ့အသက်တက်ကပိုပြီးသူ့အစွမ်းကိုထက်စီလို့ဖြစ်ပါတယ်။ရှိတုန်းကရွာတရားမှာလူငယ်တယောက်တည်ဆုံးနေတာကိုတွေ့ခဲ့ကြပါတယ်။တည်ဆုံးသူကအိယာဘော်တင်လဲကျနေပြီးသူ့မျက်လုံးတွေကလည်းမျက်စံမရှိတော့ပဲအရေပြားတွေကပါတွန့်နေပါတယ်။ရွာသားတွေကဒါကလေပင်ရှည်တရေရဲ့လက်ချက်လို့ယူဆခဲ့ကြပါတယ်။ပြီးတော့အဲ့ဒီရွာကဟာရူတိုးဆိုတဲ့လူကြီးရဲ့အိမ်အခုကောင်းမလေးယူကီကိုလေပင်ရှည်တရေမာလို့ဆွဆွဲခဲ့ကြပါတယ်။ဟာရူတိုးဟိုကောင်မကိုခုထုတ်ပေးစမ်း။ तू ကလေပင်ရှည်တရေမာပဲ။အခုရွာထဲမှာတယောက်တည်သွားပြန်ပြီ။တူရလုံးဝိုင်းပြောတာခံရတော့ဟာရူတိုးလည်းယူကီအပေါ်ဒေါသထွက်သွားပြီးရိုက်နှက်စစ်ဆေးဖို့လုပ်ပေမဲ့ယူကီကလေပင်ရှည်တရေမာမဟုတ်ပါဘူးလို့တွင်တွင်ငင်းဆန်ခဲ့ပါတယ်။ဘလို့မှမေးမရတဲ့အစုံညရောက်တော့ဟာရူတိုးလည်းယူကီအခန်းထဲကိုသွားချောင်းကြည့်ခဲ့ပါတယ်။သူရောက်သွားတော့ယူကီကသူ့အခန်းထဲမှာပဲနှစ်ချိုက်စွာအိမ်မောကျနေခဲ့ပါတယ်။ဒါကြောင့်ထူးခြားတာမရှိဘူးဆိုပြီးသူ့အခန်းသူပြန်ဖို့လုပ်လိုက်ပါတယ်။ထို့စဉ်ရုတ်တရက်ယူကီရဲ့လက်ပြင်ကနေထူးဆန်းတဲ့မီးခိုးတွေထွက်လာပါတော့တယ်။ဟာရူတိုလည်းအံ့ဩမြင်သက်ပြီးကြည့်နေတော့ယူကီလက်ပြင်ကမီးခိုးတွေကပိုပြီးများလာခဲ့ပါတယ်။ခဏနေတော့လက်ပြင်ကရှေ့ထွက်လာပြီးအေးဆက်တဲ့အတန်နဲ့ခြောက်ချားစရာကောင်းအောင်ရှိနေပါတယ်။ဒီညဘသူ့သွေးကိုတောက်ရမလဲ။ဒီဟာလုံးရဲ့အသက်တက်ကိုစုပ်ယူပြစ်မယ်တရဲမှလည်းအဲ့လိုပြောပြီးတဲ့နောက်လေပင်ကြီးကပို့ရှည်ထွက်လာပြီးအခန်းပရင်းပေါက်ကနေလေပင်ရှည်ကြီးနဲ့ရွာထဲကိုခေါင်းကြီးကထွက်သွားပါတော့တယ်မနေ့ရောက်တော့ပထမတစ်ယောက်တုန်းကလိုပဲနောက်ထပ်ရွာသားတစ်ယောက်ပုံစံတူတည်ဆုံးနေပြန်ပါတယ်ဟာရူတိုလည်းဒီသတင်းကိုကြားပြီးယူကီကိုသူတို့အိမ်မှာဆက်ထားလို့မဖြစ်တော့တာမို့သူ့မိန်းမနဲ့တိုင်မြင်ပြီးအိမ်ကနှင်ချပါတော့တယ်ယူကီမင်းကြောင့်ငါအိမ်တွေ့ရလုံးပြောဆိုတာခံနေရပြီဒါကြောင့်ဒီနေရာကနေထွက်သွားတော့ထပ်ပြီးငါတို့ကိုအရှက်မခွဲနဲ့ယူကီလည်းတွားစရာမရှိတာမို့ငိုကြိုပြီးအထုပ်ဆွဲကထွက်လာလိုက်ရပါတယ်ဒါပေမဲ့ဒဏ္ဍာရီတချို့မှာတော့လေပင်ရှည်တရေမာဆိုတာမကောင်းဆိုးဝါးမဟုတ်ဘူးလို့လည်းပြောကြပါတယ်သူတို့ရဲ့ဝိညာဉ်ကလေပင်မှာပဲရှိနေခဲ့လို့ခန္ဓာကိုယ်ကနေထွက်လာနိုင်တဲ့တခုတည်းသောနေရာမို့မကောင်းဆိုးဝါးလို့ဖြစ်နေခဲ့ကြရတာပါဒါကတော့ဂျပန်ကလေပင်ရှည်တရေမာတွေရဲ့ဇလန်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်